မြားပုံတပုံရိုက်ထားသလိုမျိုးဆွဲရတာမျိုးကိုကြိုက်တယ်ဆိုရင်ဒီဗီဒီယိုမကြည့်နဲ့ပေါ့နော်တွားရှူဒီဗီဒီယိုကမြန်မာနိုင်ငံကငပိန်းတွေကိုပကြီးဆွဲပြီးတရားဟောသွားမှာပဲဖြစ်ပါတယ်အဲ့အတွက်ခင်ဗျာနားကြီးနဲ့နားထောင်နိုင်ဖို့လိုတယ်ကျွန်တော်ကခန့်စီသူပဲဖြစ်ပါတယ် drawing from observation လို့ပြောလိုက်တာနဲ့ကျွန်တော်အရင်ဦးဆုံးသိထားဖို့တခုကကျွန်တော်အမြင်ပေါ့နော်ဟုတ်ပြီဘယ်လိုမြင်ရမှာလဲအရာဝတ္ထုတစ်ခုဒီနေရာမှာဘယ်လိုမြင်ရမှာလဲဆိုတာမပြောခင်နီးကိုမြင်လားတောင်းကိုမြင်လားဆိုတဲ့စကားကိုခင်ဗျားတို့ကြားဘူးလားချင်းတောင်းတောင်းကိုကြည့်လိုက်လို့ခင်ဗျားကတောင်းကိုမြင်တယ်ဆိုလို့ရှိရင်ပြည့်ညက်လို့ခေါ်ပြီးတော့နီးကိုမြင်တယ်ဆိုလို့ရှိရင်ပရမတ်လို့ခေါ်တယ်တူတူနဲ့လူရင်းကိုပဲရှင်းပြရရင်အများကသတ်မှတ်ထားတဲ့နာမည်တစ်ခုကိုတော့ပြည့်ညက်လို့ခေါ်ပြီးတော့သဘောတရားကိုတော့ပရမတ်လို့ခေါ်တယ်ဥပမာအိတ်တလုံးကိုကြည့်လိုက်တဲ့အခါမှာအိတ်လို့မြင်တာနဲ့4000လို့မြင်တာနဲ့မတူပါဘူး4000လို့မြင်တဲ့သူက4000ကိုဆွဲမှာဖြစ်ပြီးတော့အိတ်လို့မြင်တဲ့သူကအိတ်ကိုဆွဲမှာပဲဖြစ်ပါတယ်အဲ့ဒီမှာね result ကမတူတော့ပါဘူးအဲ့လိုမျိုးအိတ်တလုံးကို4000လို့မြင်နိုင်ခြင်းကိုကျွန်တော်တို့ပကြီးမှာ observation လို့ခေါ်ပါတယ်ဒီနည်းအားဖြင့်ပကြီးအမြင်ရှိရပေါ့ဗျာအရှိမပြောခဲ့တဲ့ pyramid က4000လေးမှရင်ပြီးမသွားပါဘူးအဲ့ဒီအရာဝတ္ထုရဲ့ပျော့ခြင်းမာခြင်းပိန်ခြင်းဖောင်းခြင်းလင်းခြင်းမှောင်ခြင်းတွေကိုပါထည့်ပြီးတော့စဉ်းစားရပါတယ်ဟုတ်ပါပြီသိပါပြီကိုခန့်စီသူရဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုဆက်ဆွဲရမှာလဲပြည့်ညက်ဆိုတဲ့အိတ်ကိုခံလာပြီးတော့ပရမတ်ဆိုတဲ့သဘောတရားအတိနဲ့ဆွဲရပါတယ်ဒီနေရာမှာလည်းနှစ်ခုရှိပါတယ်သဘောတရားတွေကိုနားလည်ပြီးတော့တိတိကျကျလိုက်ဆွဲတာနဲ့သဘောတရားတွေကိုနားလည်ပြီးတော့ရည်ရွယ်ချက်ရှိချိချိုးဖောက်တာနဲ့ဥပမာပြောရရင်အင်ဂျင်နီယာတယောက်က line တွေမြင်းတွေကိုတိတိကျကျလိုက်ဆွဲမှာဖြစ်ပြီးတော့အကြီးဆရာတယောက်ကတော့ line တွေမြင်းတွေကိုရည်ရွယ်ချက်ရှိရှိပြန်လဲချိုးဖောက်မှာပဲဖြစ်ပါတယ်ဟုတ်ပါပြီကိုခန့်ချစ်သူကြီးရဲ့အဲ့ဒါဆိုကျွန်တော်တို့ကရည်ရွယ်ချက်ရှိရှိဘယ်လိုမျိုးချိုးဖောက်အောင်မလဲဘယ်လိုမျိုးလုံးနိုင်ဖို့ကတော့ခင်ဗျားထင်ထားသလောက်လွယ်မှာမဟုတ်ဥပမာတစ်ခုပြောပြမယ်ခင်ဗျားရဲ့နာမည်ကိုခင်ဗျားပြန်မေးလို့ရဟဲ့အဲ့လောက်ထိတောင်ခတ်ပါဘယ်ကမလဲအဲ့တဲ့တောင်ပိုခန့်နိုင်သေးရဲ့အဲ့သဘောတရားတွေကိုသိလာတာနဲ့အများကလေးတယောက်လိုလွတ်လွတ်လပ်လပ်ပြန်ဆွဲနိုင်ဖို့ခက်ခဲလာပါတယ်အဲ့ဒါကြောင့်အရှိမပြောခဲ့တဲ့ပရမတ်အသည့်တွေကိုမသိပါဘူးလို့ကိုယ့်ကိုပြန်နှလုံးသွင်းရပါတယ်အဲ့ဒါကြောင့်လေတချို့ artist တွေက drawing is a meditation လို့ပြောကြရှေ့ကပြောတဲ့4000ဆိုတဲ့ pyramid ကိုဆွဲတဲ့နေရာမှာလည်းဘာမှမသိတဲ့ကလေးတယောက်လိုလွတ်လွတ်လပ်လပ်ဆွဲဖို့လိုပါတယ်အဲ့လိုဆွဲနိုင်ဖို့ဆိုရင်ချင်းကပ်ပုံအယူဆနဲ့အရှိမပြောခဲ့တဲ့ mindset တွေကအရေးကြီးပါတယ်နေုံချိန်ုံလည်းမိထားလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့က drawing from observation လုပ်နေရလေဓာတ်ပုံကိုကြည့်ပြီးဆွဲနေရမှာမဟုတ်လားဩဒါနဲ့မထောင်ရကျဲလူတဲ့ကျွန်တော်တို့မြန်မာနိုင်ငံလူတွေကဓာတ်ပုံကိုကြည့်ပြီးဆွဲတာကို urban sketching လို့ထင်နေကြတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းနောက်ဗီဒီယိုကြမှာအကျယ်တဝင့်ဆုံးမပါအောင်မယ်အချိန်ကလည်းတော်တော်လေးအရေးပါတဲ့ကဏ္ဍတစ်ခုပါပဲအရှိမပြောခဲ့တဲ့သဘောတရားအသည့်တွေကိုချိုးဖောက်ဖို့အချိန်ကအများကြီးထောက်ကူပေးပါတယ်ရိုးရိုးလေးပဲစဉ်းစားကြည့်ပါ2စက္ကန့်လောက်အတွင်းမှာ4000လေးတစ်ခုဆွဲရမယ်ဆိုရင်ခင်ဗျားဖြောင်းနိုင်ပါအောင်မလားအချိန်နည်းနည်းလေးပဲရတာကမှားလားမှန်လားစဉ်းစားနေဖို့အချိန်မရှိသလိုအဓိကအရာတွေကိုပဲဆွဲဖို့ဖိအားပေးပါတယ်ဓာတ်ပုံနဲ့တူအောင်ဆွဲဖို့ဆိုရင်အချိန်ကြီးအများကြီးလိုအပ်ပါတယ်အခုကျွန်တော်ဆွဲနေတဲ့ပုံစံကိုပဲဥပမာကြည့်လို့ရပါတယ်ကီးချင်းကိုကင်ထားတဲ့လက်ကနိုင်ဝက်လောက်ဆိုရင်တော်တော်လေးညောင်းနေပါပြီအဲ့ဒါကြောင့်မို့လဲဓာတ်ပုံတစ်ပုံလို့တူအောင်ဆွဲနေဖို့ကျွန်တော်မှအချိန်မရှိပါဘူးဒီလောက်ဆိုရင်တော့အချိန်ရဲ့ရေးပါမှုကိုနားလည်ပြီလို့ထင်ပါတယ်နောက်ဆုံးအနေနဲ့ပြောရရင်တော့ drawing from observation လုပ်တယ်ဆိုတာ reference photo ကြီးကိုကြည့်ပြီးတော့ဓာတ်ပုံရင်းတစ်ပုံလိုမျိုးတူနေအောင်ဆွဲရတာတက်အများကြီးခက်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့တရားလေးကိုဒီနေရာမှာပဲသုံးသပ်ခွင့်ပြုပါတကယ်လို့သင်တန်းတွေတက်ချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာ urban sketching video class တွေရှိပါတယ်တကယ်တက်ချင်မှလည်းလာတက်ပါပျော်ရွှင်စွာပုံဆွဲနိုင်ကြပါစေ